မင်းကင်းမြို့နယ်တဲကရွှေမျောလောက်ကင်ကြရာဒေသတွေဖြစ်တဲ့လောင်းပြစ်ကြီးရွာအနီးကရွှေမျောဖောင်တွေကိုပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကလေကြောင်းကနေတရက်ထဲ3ကြိမ်တိုက်ခိုက်ခဲ့တယ်လို့မြောင်ကျွန်းကြီးရွာနာကရွှေမျောဖောင်တွေကိုလည်းပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ရွှေမျောလုပ်ငန်းစတင်ချိန်အလယ်နဲ့ပိတ်သိမ်းခါနီအချိန်တွေကိုအဓိကထားဘုံကျဲလေးရှိတယ်လို့ငွေကြေးလိုအပ်ချက်ပေါ်မူတည်ပြီးတော့လဲလေကြောင်းကနေတိုက်ခိုက်တာတွေကိုလှုပ်လေ့ရှိတယ်လို့မင်းကင်းဒေသခံတဦးကပြောပြပါတယ်။ပတ်စံပေးလိုက်ရင်လေရင်နဲ့မချတော့ဘူးပြန်အဆင်ပြေပြန်ကောဆိုပြီးသူကဆက်လက်ပြောပြပါတယ်။စစ်ကောင်စီကိုဆက်ကြေးပေးဖို့ဒေသအာဏာပိုင်ပါ3လုံးအဖွဲ့တွေကစီစဉ်ပေးနေတာဖြစ်ပြီးအဲ့ဒီလုပ်ငန်းစဉ်အတွက်လူဦးရေ10ဦးခန့်ပါဝင်တဲ့ဒေသအခေါ်ဂောဘကဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းထားပါတယ်။အဲ့ဒီအဖွဲ့ကလူ2ဦးကိုရွေးချယ်ပြီးစစ်ကောင်စီထံကိုဆက်ကြေးတွားရောက်ပေးကြပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ကမြောင်ကျွန်းရွှေမျောလုပ်ကွက်အတွက်စစ်ကောင်စီကိုကျပ်သိန်းပေါင်း1000ဆက်ကြေးပေးခဲ့ရတယ်လို့ရွှေမျောလုပ်ကင်သူတွေစီကသိရပါတယ်